ကျွန်တော်အခုဒီဟိုတနေ့ကပိုင် ECC တွက်တဲ့ဟာလေးကိုတင်ပေးထားတယ်ပေါ့နော်အဲ့ဒီဟာတော့တပွိုင်ရင်းတွက်တာဟိုပြောမယ်ဆိုလို့ရှိရင်နှီးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တကယ်လို့များပိုင် point တွေကိုအများကြီးကောက်လာတဲ့ဟိုဒီပိုင် center ကိုကောက်လို့ရတာလည်းရှိတယ် point 3 point ဟို case age 3ခုကိုကောက်တာပိုင် age 3ခုကိုကောက်တာတွေလည်းပါလာတယ်ဆိုလို့ရှိရင်တစ်ခုချင်းရိုက်ထည့်ပြီးတော့ကျွန်တော်တို့တွက်နေကြားတယ်ပေါ့နော်အဲ့တော့ကျွန်တော်နည်းနည်းမြန်အောင်နောက်ထပ်နီးလန်းတစ်ခုထပ်လုပ်ပေးထားတယ်ပေါ့နော်ကျွန်တော်အဲ့ဒီဟာကိုတော့လောလောဆယ်မှာဒီ website မှာတော့ update လုပ်ပြီးဒီ application မှာပေါ့နော် Play Store application ကတော့ update မဖြစ်သေးဘူးကျွန်တော်ဒီနောက်ပတ် Sunday လောက်ဒါမှမဟုတ်ဒီအပတ်ထဲလောက်ကျွန်တော်အားတဲ့အချိန်ကျွန်တော် update လုပ်ပေးမှာပေါ့နော်လောလောဆယ်ကျွန်တော်တို့ဒီ website နဲ့ပဲစမ်းကြည့်ကြည့်မယ်ပေါ့နော် okay website မှာ GPS converter site ဆိုတဲ့ဟာလေးကိုသွားလိုက်မယ် okay သွားလိုက်ရင်ဒီကိုရောက်သွားမယ်ရောက်သွားလို့ရှိလို့ရှိရင်ဒါကျွန်တော် iPhone တွေကြော်နီးကိုပါတစ်ခါပြလိုက်မယ်ပထမတစ်ခေါက်လည်းပြထားပြီးသားရှိတယ်ပေါ့နော်ဒီ launch GPS converter ဆိုတော့နှိပ်လိုက်မယ်အဲ့ဆိုတော့သူက ADS တဲကိုသွားလိုက်မယ်အဲ့ကိုမလိုက်သွားပဲနဲ့ဒီအပေါ်က9ဆိုတဲ့ box လေးကိုရွေးလိုက်နော်ဒီ Chrome box တွေပေါ့နော်အဲ့ Chrome box တွေကိုရွေးပြီးတော့ဒီအစိမ်းအောင်ရှိတဲ့ GPS site ကိုပြန်လာပြီးတော့နောက်ထပ်တစ်ခေါက်ထပ်ရောက်သွားရင်ထပ်သွားမြန်လေးတော့လုပ်ပြီပေါ့နော်ထပ်သွားနှစ်ခေါက်လောက်ထပ်နေအဲ့ဆိုဝင်သွားလိမ့်မယ်နော် iPhone တွေလည်းအဲ့လိုပဲjoinရတယ်ပေါ့နော် okay အဲ့ဒါဆိုကျွန်တော်တို့ကကိုတဲ့ကိုသွားမယ်ပေါ့နော်ကိုတဲ့သွားမယ်ပိုင် ECC တဲ့ကိုဝင်လိုက်မယ်ပိုင် ECC တဲ့ဝင်ပထမနေ့ပြထားတာတွေကတော့ဒီမှာပိုင် number တို့ design and design e ထည့်မယ်အကျွေးe ထည့်မယ်အကျွေး e ထည့်မယ်ပြီးရင် calculate နှိပ်တယ်ပေါ့နော်ပြီးရင်3 point ဆိုလဲ3 point ပေါ့3 point ထည့်တယ်ပေါ့နော်ဒါပထမနေ့ပြထားတဲ့ဟာဒီမှာထပ်ပါလာတာပါလဲဆိုတော့ဘေးနားမှာအပြာလေးနဲ့လုတ် CSV ပါလာတယ်ပိုင် number ရဲ့ဘေးနားမှာ diameter mm ဆိုတာပါလာတယ်ပိုင်ရဲ့ size ပေါ့နော်အဲ့ကောင်လေးပါလာဘာလို့ဆိုတော့ပိုင် size လို့လဲဆိုတာကျွန်တော်တို့ DXF file AutoCAD file ထုတ်မှာဖြစ်တဲ့အတွက်ပိုင် size သိဖို့လိုတယ်ပေါ့နော်အဲ့ဒီအတွက်ပိုင် size ထည့်ပေးထားရတယ်ပေါ့နော် okay ကျွန်တော်ကအဲ့တော့တပွားချင်းရိုက်မထည့်ပြတော့ဘူးအရင်ဗီဒီယိုမှာရှိပြီးသားတပွားချင်းရိုက်ထည့်တာတွေကတော့ကျွန်တော်အခုလောဆယ်လုတ် CSV ကိုခေါ်ပြီးတော့ဒီ point တွေဘယ်လိုစီလဲဆိုတာပြောပြပေးမယ်နော်CSV စီတာမှာမှန်ဖို့လိုတယ်အဲ့ဟာမှန်တော့မှဒီမှာလာပြီးတော့ဟိုမှန်ကန်ကန်နဲ့ထွက်မှာပေါ့နော်အဲ့တော့ကျွန်တော်တို့က CSV စီတဲ့နည်းကိုကျွန်တော် CSV file လေးကိုကျွန်တော်နမူနာ file လေးကိုကျွန်တော် save ထားရှိတယ်ပေါ့နော်ဟုတ်ဒီမှာပေါ့နော်ဒီဟာ CSV file လေး CSV file မှာကျွန်တော်တို့ကတကယ်လို့များကိုကsite ထဲမှာပေါ့နော်ပိုင်နေဟို ECC ပြန်ကောက်တာပဲဖြစ်ဖြစ် casing ချိန်မှုအတွက်ကောက်ပေးတာပဲဖြစ်ဖြစ်ပေါ့နော် casing center ရရင်တော့၎င်းပိုင် center ရရင်တော့၎င်းတစ် point နဲ့ပြီးတယ် center မရဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ casing ရဲ့ဒီအလုံးရဲ့ပေါ့နော်3ချက်ကိုအဆင်ပြေတဲ့နေရာ3ချက်ကိုကောက်ပြီးတော့ကျွန်တော်တို့3 point circle နီးနဲ့ပြန်တွက်ရတယ်တွက်ပြီးတော့အဲ့လိုမျိုးလုပ်ပေးရအဲ့တော့ကျွန်တော်တို့ကဒီမှာ Excel မှာဘယ်လိုစီပေးရလဲဆိုတော့ထားပါတော့ကျွန်တော်ဟောပေါ့နော်point တော့ column ဘယ်နှခုရှိလဲဆိုတော့ကျွန်တော်အရင်ပြမယ်ပေါ့နော် column ကဒီမှာဆိုလို့ရှိလို့ရှိရင် point number design and design e point size diameter millimeter เนาะပြီးတော့ဆိုလို့ရှိရင် p1 and p1e p2 and p2e p3 and p3e okay စုစုပေါင်း column 10 column ရှိမယ်เนาะအဲ့ column 10 column မှာကျွန်တော်တို့ကဒီမှာ p1 ဆိုတဲ့ row ကိုအရင်ကြည့်ကြည့်ပါเนาะ p1 ဆိုတဲ့ row မှာဆိုလို့ရှိရင် p1 မှာ20 10ပြီးတော့လို့ရှိရင် diameter point size ကကျွန်တော်လောလောဆယ်နမူနာအနေနဲ့2000ထည့်ထားတယ်ပေါ့နော်2000 mm ပြီးသွားလို့ရှိရင် p1 and p1e p2 and p2e p3 and p3e ပြောချင်တဲ့သဘောကဒီ p1 ဒီကျွန်တော်တို့ကဒီ casing ပဲဖြစ်ဖြစ်ပိုင်ပဲဖြစ်ဖြစ်ကိုဒီအစွန်း3ဘက်ကိုဒီအဝိုင်းရဲ့အစွန်း3ဘက်ကိုကောက်လာခဲ့တာပေါ့နော်design sorry ပိုင် center ဒါမှမဟုတ် casing center မရတဲ့အတွက်ကျွန်တော်တို့3ဘက်ကိုကောက်လာเนาะ P2 လည်းထိုနည်းတူစွာပဲ3 point ကောက်လာ P3 မှာကျတော့ကွာသွားတယ် P3 ကကျတော့ကျွန်တော်တို့ P1 and P1e ပဲရှိတယ်เนาะကျွန်တော်ကတော့ဒီတိုင်းပဲသူ design coordinate ထည့်မယ်သူရဲ့ point diameter ထည့်မယ် point size ပေါ့เนาะ point size diameter 1000ဆို1500ဆို1500ထည့်မယ်ပြီးရင် P1 and P1e ပဲဒီကောင်ကကျတော့ပြောချင်တဲ့သဘောကဒီ center တက်တဲ့ကိုကောက်လို့ရလို့ center ကိုပဲကောက်လာထိုနည်းတူစွာ P4 က3ချက်ကောက်ထားတယ် P5 မှာကျတော့လေတစ်ချက်ပဲကောက်တယ် center ရတဲ့အတွက်เนาะပြီးရင် P6 ကလည်း3ချက်ကောက်ထားတယ်ကျွန်တော်ဒီ6 point နမူနာလုပ်ပြမယ်เนาะ okay အဲ့တော့ကျွန်တော်တို့ဒီကိုပြန်သွားမယ်ပြန်သွားပြီးတော့ load CSV ပေါ့အဲ့မှာကျွန်တော်ဒီ CSV file လေးကိုစေထားတဲ့နေရာကိုသွားလိုက်တယ်ပေါ့ဗျာဒါတော့ကျွန်တော်တို့ရောက်ပြီးသားပေါ့ okay ကျွန်တော်ရွေးလိုက်တယ်ပေါ့ file ရွေးလိုက်ပြီးသွားတယ်သူကဒီမှာ successful load and calculate that 6 point ကိုတွက်ပြီးသွားပြီပေါ့เนาะ CSV file နေပြီးတော့ okay error မရှိဘူးပေါ့เนาะ
okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်အဲ့ဒါဆိုလို့ရှိရင်တွက်ပြီးသွားပြီအရင်နေ့ကဆိုကျွန်တော်ကဒီထဲမှာ P1M P1E P2M P2E P3M P3E အဲ့လိုတွေလိုက်ထည့်ရတယ်ပေါ့နော်ထည့်ပြီးတော့မှဒီအဝါရောင် calculate ECC လေးကိုနှိပ်ရတယ်ဒီမှာကျတော့နှိပ်เสียမလို့တော့ဘူးတစ်ခါတွက်ပြီးသားပဲလုတ်တင်ပြီးပြီဆိုတာနဲ့သူကတစ်ခါတန်တွက်လိုက်တာနော်တန်တွက်ပြီးဆိုတာနဲ့ကျွန်တော်တို့ကဘာဒီမှာ report ထုတ်လို့ရပြီအရင်နေ့လိုပဲ export အရင်နေ့ကတော့ export excel ပဲရှိတာပေါ့နော်ဒီဘက်ဘေးနားမှာကတော့ DA server ပါလာပြီနော်အဲ့တော့ကျွန်တော် excel လက်ထုတ်မယ် DA server လက်ထုတ်မယ်ပေါ့ excel ကိုကျွန်တော်အရင်နှိပ်လိုက်တယ် download လုပ်သွားပြီ DA server နှိပ်တယ် download လုပ်သွားပြီနှစ်ခုလုံး download ဖြစ်သွားပြီနော်ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ကဒီဟာကို file လေးကိုသွားရှာမယ်ကျွန်တော်တို့ download file ထဲမှာနော် download file ထဲမှာဒီမှာနှစ် file ရောက်လာပြီနော်ဒီ excel file ကတော့ကျွန်တော်ဟိုတနေ့ကဖွင့်ပြပြီးသားပဲအတူတူပဲပေါ့နော်ဒီဟိုဟာလေးကိုဖွင့်ပြမယ်ဒီ DXF file လေးကိုနော် DXF file ကိုကျွန်တော်ကကြတော့ဒီမှာကျွန်တော် application က DXF တိုက်ရိုက်ဖွင့်လို့မရတော့ကျွန်တော် DWG ဆိုကျွန်တော်အရင်ပြောင်းလိုက်ဟို brother တို့စီမှာဖွင့်လို့ရတယ်ဆိုရင်တော့တန်းဖွင့်ပေါ့နော်ကို app ဟိုဒါကကျွန်တော် phone application ဖြစ်နေလို့နော်ကျွန်တော် application က DWG ပဲတည်လို့နော် okay ကျွန်တော်အဲ့တော့ DWG ကိုဖွင့်ပြမယ်ဒါလေးကိုနှိပ်လိုက်မယ်ဒီမှာဒါလေးနဲ့ဖွင့်ပြokay အဲ့ဒါဆိုလို့ရှိရင်ဒီမှာသူက P1 P2 P3 P4 P5 P6 နော်ခုန6 point ဝင်လာပြီသူ့ရဲ့အရွေ့တွေနော်အရွေ့တွေဒီဘက်ဆိုရင်120ရွေ့တယ်53ရွေ့တယ်ဒီကောင်ဆို103ရွေ့တယ်28ရွေ့တယ်နော်ဒါသူရဲ့ဒီမှာကျတော့direction တစ်ခုပဲရွေ့တဲ့ကောင်ကြတော့သူကမြားနှစ်ဖက်မပြတော့0ဘက်ကို0ဆိုတာဘာမှမဟုတ်တဲ့အတွက်ကျွန်တော်မြားတစ်ချောင်းပဲပြတယ်89ရွေ့တဲ့ဘက်ကိုပဲပြတယ်ဒီကောင်ဆိုလည်း108ရွေ့တဲ့ဘက်ကိုပဲပြတယ်နော်ပြောချင်တဲ့သဘောကEastern မဲရွေ့တယ်ပေါ့ဗျာ Eastern ဟိုဘက်ဒီဘက်ပဲရွေ့တယ် Northern အရွေ့မရှိဘူးပေါ့နော်ဒီမှာ P6 ဆိုလဲ5 57နဲ့33နဲ့နော်အဲ့လိုမျိုးလေးရမယ်ပြီးရင်ဒီဘက်ဘေးနားမှာကကျွန်တော်တို့က Excel file ကိုမသုံးကျင်တဲ့လူတွေကိုအတွက်ကျွန်တော်ဒီမှာ Excel file လိုမျိုးပဲကျွန်တော် table လေးနဲ့ဒီစောက်ပေးထားတာရှိတယ် table report လေးပေါ့နော်ဒါဆိုလို့ရင်သူ့ကွာခြားချက်တွေ Excel ဟာနဲ့အတူတူပါပဲနော်ဒါဆိုရင်ကျွန်တော်ဒီဟာလေးတွေကို copy ယူပြီးတော့ကျွန်တော်တို့ရဲ့ main drawing ပေါ့နော်တကယ်ပိုင်ဟို layout plan ထဲမှာသွားပြီးထပ်လိုက်ပြီဆိုလို့ရင်ပြီးသွားပြီဇလန်နော်ဒါဆိုလို့ရှိရင်တက်ရက်လေးနဲ့ပေးလိုက်လို့ရပြီပေါ့နော်ဒါပါပဲနော်ဒါ Excel file ကိုကျွန်တော်ထပ်ပွင့်ပြအောင် Excel file ဒါဒီမှာ Excel file ဒါကတော့ Excel file ဒီမှာကတော့ကျွန်တော်ကအယောင်လေးတွေတော့မပါဘူးဟိုတကယ်လို့ကိုက Microsoft Excel နဲ့ကွန်ပျူတာမှာဖွင့်မယ်ဆိုတော့အယောင်လေးပါတယ်ကျွန်တော် application အယောင်မပါတယ်လည်းဖြစ်လိမ့်မယ်တချို့ application တွေမှာပါကောင်းပါနိုင်တယ်အယောင်ကတော့ကျွန်တော်ထည့်ထားပြီးသားပေါ့နော်ဒါပေမဲ့ဒီမှာတော့မပြဘူးဖြစ်နေ okay အဲ့ဒါဆိုလို့ရှိရင်ဒါပါပဲเนาะအဓိကဒီ CSV file စီတက်ဖို့ပဲเนาะP1 P2 P3 အဲ့ကောင်တွေကို column set column လောက်လိုက်မယ်လောက်ပြီးတော့ဒီအပေါ် header ဒီမပါလဲရတယ်ပါလဲရတယ်เนาะ header ပါစရာမလိုဘူးဟိုကျွန်တော်ဒါဟိုရှင်းပြတဲ့ဟာမလို့ကျွန်တော် file number design and e တို့ဘာလို့ရေးပြထားတာတကယ်လို့ကိုမထည့်ချင်ဆိုလည်းမထည့်ဘဲနဲ့ P1 P2 P6 တခါတည်းအကုန်လုံးကဏ္ဍတွေပဲရိုက်ထည့်လဲရတယ်เนาะဒီ Excel ကနားလဲသူဟိုapplication နားလဲတယ်ဒီ Excel ကိုเนาะသူ header ပါ header ပါလဲသူကသူကြော်သွားလိမ့်မယ်เนาะဒါပါပဲเนาะအဲဆို